ဆန္ဒမတူတော့ဘူးရည်ရွယ်ချက်မတူတော့ဘူးသဘောထားချင်းမတိုက်ဆိုင်တော့ဘူးဆိုမနေချင်တော့ဘူးဆိုရင်မနေချင်ရင်သွားလို့ပြောလိုက်တာဒီနေ့ထိပဲဒါဘုန်းကြီးလက်တွေ့အချင်းအေးတယ်ပြတ်တက်တဲ့အရာတွေပြတ်တက်တဲ့ဖောက်ပြန်သောအရာတွေဖောက်ပြန်တယ်လို့မြတ်စွာဘုရားဟောထားတဲ့အတွက်ကြောင့်ဒါသူဖောက်ပြန်ဖို့အချိန်ရောက်သွားပြီပဲသူဒီကိုလူမဟုတ်တော့ဘူးပဲကိုစိတ်ပေးထားတော့သူမဟုတ်တော့ဘူးပဲကိုစိတ်မပေးထားတဲ့သူအနားမှာရှိရင်ရန်သူနဲ့အတူနေရတာနဲ့တော့ညီနေသေးတဲ့အတွက်ကြောင့်ဆန္ဒမရှိတော့ဘူးဆိုမြန်မြန်ထွက်သွားတာကောင်းတယ်အဲ့စိတ်ကိုဘုန်းကြီးမွေးထားတာကြားပြီဒါကြောင့်မချစ်တော့တဲ့သူကိုချစ်ပါလို့မပြောတော့ဘူးမချစ်တော့တဲ့သူကြောင့်လည်းဝန်မနေဘူးအနားမှာရှိတယ်ဘယ်သူနဲ့မဆိုအဆင်ပြေအောင်နေတယ်တငယ်ချင်းမရှိရင်တပည့်နဲ့အဆင်ပြေအောင်နေတာပေါ့တပည့်အကြီးတွေမရှိရင်တပည့်ပစ္စည်းလေးတွေနဲ့အဆင်ပြေအောင်နေတယ်အဲ့တော့ဘယ်လိုလူနဲ့မဆိုဘယ်လိုအနေအထားမျိုးနဲ့မဆိုလူရင်းနဲ့မတွေ့ရင်သစိမ်းနဲ့အဆင်ပြေအောင်နေလိုက်တာပဲအဲ့လိုမျိုးပါပဲအဲ့တော့ကိုဖြစ်ချင်တယ်လို့မဖြစ်တဲ့လောကကြီးထဲမှာသူပေးတဲ့အခြေအနေတွေမှာပဲသဟဇာတာမြောက်အောင်နေသွားတတ်ဖို့ကသာလျှင်အရေးအကြီးဆုံးမပူလောင်ခြင်းရင်မချစ်တော့တဲ့သူကိုချစ်ပါလို့ဘယ်တော့မှမပြောတော့ပဲသွားခွင့်ပေးလိုက်ပါလို့ပဲဘုန်းကြီးပြောပြရစေအဲ့တော့ကဘာသူကဘာသားအပေါင်းကိုမချစ်တော့တဲ့သူကိုချစ်နေရတဲ့ဒုက္ခတွေကနေကင်းနိုင်ပါစေတန်ရောစဉ်ကိုလည်းပဲမလိုအပ်တော့တဲ့အခါဖြတ်နိုင်အောင်ကြိုးစားနိုင်ပါစေလို့ဆုတောင်းပေးတယ်အားလုံးအေးချမ်းကြပါစေ